အားလုံးပဲမင်္ဂလာပါအမျိုးတို့ကြီးကျွန်တော်ဂီဘတ်ရွှေတို့ပါ73ရက်တလအင်္ဂါနေ့မှာကျွန်တော်ပြီးခဲ့တဲ့358အမာသီးကခွန်သုံးဆိုပြီးထွက်ခဲ့တယ်လို့ဒီကူချင်းကလည်းရန်တုံညနေပြီးတော့တုံညတစ်ဆိုပြီးတော့တာဝန်ချခဲ့ပါတယ်ဒီဘက်တွေကျွန်တော်ပြီးခဲ့တဲ့10ခွက်ထက်ကတုံညကစ်ထပ်ပြီးတော့ဆင်းခဲ့တာဖြစ်လို့နှစ်ခွက်တော့တာဝန်ချခဲ့ပြီပေါ့နော်ဒါပေမဲ့90 3 55တာမလာခဲ့ဘူးဆိုရင်10ခွက်ထဲကနေပြီးတော့ဆက်ပြီးထွက်နေဦးမှာပါပဲဗျကဲအခုကြန့်ရှိနေတဲ့အချိန်လေးအတွက်လွန်ခဲ့တဲ့9နှစ်တာဈေးကွက်ကိုကျွန်တော်တေးချပြန်လဲတိုက်ဆိုင်စစ်စစ်ကြည့်ရခါမှာပုံမှန်မဟုတ်တဲ့ကွဲပြားဖြစ်စဉ်နှစ်ကြိမ်ကိုကျွန်တော်ထပ်မံတွေ့ရှိခဲ့ပါတယ်ဗျဒီထူးခြားဖြစ်စဉ်ရာနောက်လာမယ့်6ရက်အတွင်းမှာထွက်လာနိုင်တဲ့အခွေနှစ်ခွေကိုကျွန်တော်တွေ့ရှိခဲ့ပါတယ်အဲ့ဒီအခွေတွေကတော့90 45အခွေနဲ့85 30အခွေတို့ပဲဖြစ်ပါတယ်အခု14ရက်တလားဘိုးလုံးနေ့အတွက်ကျွန်တော်95ရပိုင်းတော့ကျွန်တော်ရဲ့အမာကီးကတော့83ကီးဖြစ်ပါတယ်လုံးမိုင်နီနင်းကတော့ဒီကူချင်းကိုအစားစီချတယ်လို့နှစ်ကိုလည်းအရန်ချင်းဖြစ်ဒတိစားစီချပါတယ်ဗျဒီနေ့အတွက်ကျွန်တော်ကီးပန်ရွှေတို့ရဲ့အကြိုက်ဆုံးပထမအမိန်အနေနဲ့စောမယ့်ကွက်တီကတော့30 35 80 85 305တို့ပဲဖြစ်ပါတယ်ဒုတိယဦးစားပေးမိန်အနေနဲ့ကစားတဲ့ကွက်တီကတော့3439 8489တို့ပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့အကြိုက်ကွက်တွေပဲဖြစ်ပါတယ်အမျိုးတို့ဘယ်ကနန်းလေးတွေသဘောကျလဲဆိုတော့ comment မှာမှတ်ပြီးတော့ကြပါအောင်ဗျအားလုံးဝေချစ်စစ်ပြီးတော့စိတ်ချမ်းသာရတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ကြီးပဲရွှေတို့စုမော်ကောင်းတောင်းပေးပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျ